အားလုံးပဲမင်္ဂလာပါအားလို့ရှိရင် episode 2ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ဆွေးနွေးဖို့ရေးထားတဲ့အကြောင်းအရာကတော့ခေတ်ပေါ်ရင်ချင်းမနဲ့အနုပညာကြီးရတအနှစ်သာဆိုရဲအကြောင်းအရာပဲဖြစ်ပါတယ်။အဲ့တော့လူတိုင်းရဲ့စိတ်မှာကျွန်တော်ဒီလူတစ်ယောက်ချင်းတစ်ယောက်ချင်းစီတိုင်းမှာအနုပညာခံစားမှုကိုယ်စီရှိကြပါတယ်။လူတစ်ယောက်မှာဆိုရှင်ကျွန်တော်အုံနောက်နှလုံးသားအမြဲတမ်းညှော်ဆွဲနေရတဲ့အခိုက်အတန့်လည်းရှိမှာပေါ့။အဲ့တော့နှလုံးသားအသုံးပြုရတဲ့ကဏ္ဍကိုကျွန်တော်ဒီနေ့သွားချင်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ဒီအခုခေတ်လူငယ်တွေရဲ့ social media ကရှာပေါ့လေအခုဆိုရင်လည်းကျွန်တော်တို့က social media အများစုပေါ်လာကြတယ်အဲ့လိုမျိုးပေါ်လာတဲ့အခါမှာခေတ်ပေါ်အနုပညာဖန်တီးမှုတွေကလည်းကျွန်တော်ပေါ်လာကြတယ်ပေါ့လေအဲ့ဟာရဲ့အပေါ်မှာကျွန်တော်ကောင်းကျိုးဆိုးကျိုးဘယ်လိုတရားမှုရှိနေမလဲဆိုတာအရင်စလိုက်ကျွန်တော်ကောင်းမလားမသိဘူးအဲ့တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့တစ်ချက်တော့ဆွေးနွေးပြကြပါအောင်ကိုလိုလိုဟုတ်ကဲ့ဆိုတော့ကျွန်တော်အနေနဲ့အရင်ဆုံးကတော့ကောင်းကျိုးကနေတခြားဆွေးနွေးကြည့်မယ်ပေါ့နော်ဆိုတော့ဒီနေ့ကမှာ social media ကကျွန်တော်အနေနဲ့ဆိုရင်ကျွန်တော်တို့ social media platform တွေရှိကြမယ်ပေါ့လေ TikTok Instagram လို့ရှိရင် YouTube အစရှိတဲ့လိုမျိုး platform တွေမှာအမှုပညာရှင်တွေဒါမှကအတတ်ပညာရှင်တွေကပါသူတို့ရဲ့သက်စွမ်းနဲ့လက်ရာတွေကိုချပြလာကြတယ်ကျွန်တော်တို့အရင်တော့နဲ့ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်ရှိမလဲဆိုတော့အရင်တော့ကအမှုပညာရှင်တယောက်အတတ်ပညာရှင်တယောက်ပေါ်ထွန်းလာဖို့ပေါ်ပေါက်လာဖို့ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီပြိုင်ပွဲတွေပဲဖြစ်စေအခြားသောလက်ရာပြပွဲတွေပဲဖြစ်စေဒီလိုနေရာတွေကနေမှတစ်ချက်လူတွေစီကိုတစ်ဖန်ပြန်ရောက်တာဖြစ်တယ်ဆိုတော့အခုခေတ်မှာကကျတော့ social media culture ကျေပြန့်လာတဲ့အလျောက်ဒါတိုးတက်လာတဲ့အလျောက်ပေါ့နော်ဒီလိုမျိုးကြားခံစနစ်တွေမလိုတော့ဘဲနဲ့ကျွန်တော်တို့ကဒီလူထုရဲ့အာရုံစိုက်မှုကိုရယူနိုင်တယ်ဆိုတဲ့အချက်တွေကောင်းကျိုးတစ်ခုအနေနဲ့ပါဝင်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလမ်းသွားလမ်းလာလမ်းမချက်တွေမှာတခြင်းဆိုဖြောက်ဖြေနေတဲ့ဒါအဆိုရှင်တွေရှိမယ်တခြားသောအတတ်ပညာရှင်တွေဒီသူတို့တက်ကြွနာတွေဥပမာကျွန်တော်တို့ပကြီးရေးဆွဲတာမျိုးပေါ့လေနော်ဒီစေးပကြီးရှိမယ်ခဲပကြီးရှိမယ်အစရှိသဖြင့်ဒီလိုမျိုးအလုပ်ပညာလက်ရာတွေကိုသူတို့ရဲ့ဒီ social media platform ပေါ်မှာချပြလိုက်ရုံနဲ့ဒီလူထုရဲ့အာရုံစိုက်မှုရရှိပြီးတော့ဒီအာရုံစိုက်မှုရရင်ရသလောက် viral ဖြစ်ရင်ဖြစ်သလောက်ကိုသူ့ရဲ့အကျိုးသက်ရောက်မှုကလည်းအင်မတန်မှကြီးရယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီနေရာမှာကြည့်လို့ရနိုင်တယ်ဆိုတော့အရင်ဖြစ်တော့ကကြတော့အလုပ်ပညာရှင်တယောက်ပေါ်ပေါက်လာဖို့ဆိုတဲ့နေရာတွေမှာကျွန်တော်တို့အများကြီးပေးက sporting တွေအများကြီးလိုအပ်တယ် physically အရာအများကြီးကျွန်တော်တို့စူးစမ်းအားထုတ်မှုတွေဆက်ထုတ်ရတာမျိုးရှိတယ်ပေါ့နော်ဥပမာပြိုင်ပွဲတွေဝင်ပြိုင်ရတာမျိုးဥပမာပြိုင်ပွဲအစစ်စစ်ကနေမှတစ်ချက်တရုပ်ဆောင်ဆိုလို့ရှိရင်တရုပ်ဆောင်နေပဲတခြားသောဒီအဆိုရှင်အတက်ရှင်တွေဆိုလို့ရှိရင်သူတို့ရဲ့နေပေအသီးသီးလိုက်ကိုကျွန်တော်တို့ဗာဒီလိုမျိုးဈာခံစနစ်ပုံစံမျိုးတွေနဲ့ဖြတ်ပြီးတော့ကိုလိုချင်တဲ့နေရာတစ်ခုထိရောက်အောင်ကြိုးစားရတာပေါ့လေအခုခေတ်မှာကကျတော့အရင်အထက်ဆောင်လို့ရှိရင်ကိုကြိုးစားရင်ကြိုးစားတဲ့လောက်ရလာတယ်ဆိုတော့အရာတစ်ခုဒါကဒီ social media culture ကျေပြလာတဲ့အလျောက်ရှိလာတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်အဲ့တော့ဒါကတော့အသိပါဆုံးအနေနဲ့ရှင်တွဲပြောလို့ရနိုင်တဲ့အကျိုးကျေးဇူးတစ်ခုအနေနဲ့ရှိမှာပေါ့လေအဲ့တော့ social တစ်ခုအနေနဲ့ကကျတော့ဘာရှိမလဲဆိုတော့ viral တော့ဖြစ်သွားတယ်လူသိရတော့များသွားတယ်လူအာရုံစိုက်မှုတော့ရသွားတယ်ဒါပေမဲ့ဒီအာရုံစိုက်မှုဒီကြာရှည်ခံသလားကျွန်တော်တို့sustainability ဖြစ်သလားလို့မေးလို့ရှိရင်မဖြစ်ဘူးပေါ့ဒီရေရှည်မှာဒါဒီအကျိုးသက်ရောက်မှုအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်မရှိမနေဘူးဥပမာကျွန်တော်တို့အကြောင်းအရာတစ်ခုခုကြောင့်ねဒီ TikTok လိုမျိုးနေရာ Facebook လိုမျိုးနေရာ YouTube လိုမျိုးနေရာတွေမှာကျွန်တော်ရဲ့ဒီ shortcut video လေးတွေကဖောက်သွားတယ်ဖောက်သွားတဲ့အလျောက်မှာဒီအပေါ်မှာအများကြီးကျွန်တော်တို့ဝေဖန်မှုတွေရရှိလိမ့်မယ်ကောင်းသောဝေဖန်ခြင်းရှိတယ်လို့မကောင်းတဲ့ဘက်ကနေကြည့်ရဝေဖန်မှုဆိုတာလည်းရှိလိမ့်မယ်ဒီအပေါ်ကနေမှတစ်ဆင့်ကျွန်တော်တို့ဒီ sale လေးဖြစ်သွားတာမျိုးတွေနာမည်ကြီးပြီးတော့နောက်ပိုင်းပြီးရမလားစီးပွားရေးအမြင်ရနောက်ပိုင်းစီးပွားရေးသမားတွေဒီဘာကိုကြည့်ပလဲဆိုတော့ social media platform မှာခလေးအစလူကြီးအစုံviral ဖြစ်တဲ့သူတိုင်းတို့ကသူတို့ရဲ့ဒီစီးပွားရေးပေါ်ဒီသူတို့ရဲ့အလုပ်အပေါ်မှာအကျိုးသက်ရောက်မှုရှိအောင်သူတို့ဒီ marketing ပုံစံမျိုးဆွဲဆောင်လာတာမျိုးရှိတယ်။အဲ့ဒီအရာဒီရေရှည်နဲ့ရှိသလားလို့မရှိဘူးပေါ့နော်။ viral ဖြစ်ရင်ဖြစ်တော့ခဏပဲလူတွေရဲ့အာရုံစိုက်မှုဒီကျွန်တော်တို့အင်မတန်မှတိုးတောင်းလို့ရတယ်။အဲ့တော့အပြင်မှာကျွန်တော်တို့လူအာရုံစိုက်မှုရရှိဖို့ရစူးစမ်းတာချက်ဒီ social media platform မှာကတော့လူကတော့ကြည့်ကြတာမှန်တယ်ဒါပေမဲ့အာရုံစိုက်မှုအတိုင်းအတာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပထမဆုံးကျွန်တော်ရဲ့လက်ရာကိုချပြနိုင်ဖို့ဒီအနုပညာတစ်ခုကိုချပြနိုင်ဖို့အတွက်ကိုကျွန်တော်ရဲ့အာရုံစိုက်မှုတစ်ခုရရှိနိုင်ဖို့ကျွန်တော်ပထမဆုံးဥပမာ content creator တွေလုပ်တဲ့အခါမှာဆိုလို့ရှိရင်ပထမဆုံးစိတ်ဝင်စားအောင်လို့ဆိုပြီးတော့second ပိုင်းပေါ့ဗီဒီယိုတစ်ပုတ်ဆိုလို့ရှိရင်ဗီဒီယိုအစရဲ့အစပိုင်းမှာလူစိတ်ဝင်စားအောင် shortcut လေးထည့်တာနောက်ပိုင်းကျတော့မှသူတို့ရဲ့အဓိကအရင်းမြစ်
ပြောချင်တဲ့အကြောင်းအရာကိုထည့်သွင်းပြီးတော့ဒါ content create လုပ်ပြီးတော့ချပြချတာမျိုးပေါ့နော်အဲ့တော့လူတွေဒီအဲ့မှာဘာလို့ကြည့်မလဲဆိုတော့အနုပညာဆိုတဲ့အရာမှာအနုပညာအစစ်အမှန်ကိုခံစားရဆိုတဲ့နေရာမှာကျွန်တော်တို့ဒီခဏတစ်ပြုတ်ဒါကိုကြည့်လိုက်ဒါနဲ့ပကြီးဆွဲရတာဒီလှတယ်ကြည့်လို့ကောင်းနေပေါ့လေတချို့ကတော့အတန်ကောင်းနေမဆိုဘယ်လိုလဲရှိလဲဒီလောက်နေပြီးသွားတယ်အနုပညာလက်ရာအစစ်တစ်ခုရဲ့အပေါ်မှာကျွန်တော်တို့နားဆင်တဲ့အခါကြည့်ရှုတဲ့အခါမှာတို့ရှုမြင်ပုံရှုမြင်နည်းတွေဒီကျွန်တော်တို့အနုပညာရတာအစစ်ကိုအနုပညာအစစ်ရရှိဖို့အတွက်ရကတော့မလုံလောက်ဘူးဆိုတာကိုတွေ့ရတယ်။ဒါဒီကျွန်တော်တို့ social media culture ပေါ်ပေါက်လာတဲ့နောက်မှာကျွန်တော်တို့ခေတ်ပေါ်အနုပညာရောရှေ့အိမ်မှာရှိခဲ့တဲ့ခေတ်ဟောင်းအနုပညာတွေကနေစလို့အနုပညာဆိုတဲ့အနှစ်သာရအပေါ်မှာတို့ဒီဒါဒီ social တစ်ခုအနေနဲ့ရှိနေတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်။အဲ့တော့ကျွန်တော်တို့ဒီအနုပညာရတာတစ်ခုကိုခန်းစားရတဲ့နေရာဥပမာချင်းတစ်ပုတ်နားထောင်ပြီးဆိုလို့ရှိရင်တချင်းစာသားရှိမယ်တချင်းတန်စင်ရှိမယ်တန်စင်နဲ့အလိုက် melody ဆိုတာပါဝင်လာလိမ့်မယ်အဲ့တော့တန်စင်ကိုနားထောင်နေမှာလူကတော့အချက်တစ်မျိုးကတော့မတူညီကြဘူးပေါ့နော်တချင်းတစ်ပုတ်နားထောင်ပြီးဆိုရင်တော့ဒီတချင်းရဲ့စာသားဒီထပ်တူနေလို့ခံစားရတာမျိုးကိုချိန်တဲ့သူတွေရှိတယ်လို့ဒီတချင်းရဲ့တန်စင်ကတော့အင်ဂျင်မှာနားထောင်လို့ကောင်းတယ်ဒီသဘောကျနှိမ့်ချိုက်စရာကောင်းနေဆိုတဲ့အမြင်ဘက်ကနေကြည့်ကြတာမျိုးပေါ့နော်အနုပညာအပေါ်မှာရှုမြင်ပုံရှုမြင်နေမတူလာတဲ့အလျောက်ကိုလူတွေရဲ့သုံးသပ်ပုံသုံးသပ်နည်းလည်းမတူတော့ဘူးအဲ့ဒါကြောင့်မလို့ဒီကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းအခုခုဆိုလို့ရှိရင်လူတွေကAI social media ပေါ်မှာ AI နဲ့ထွန်ထွေးပြီးတော့နှိုင်းယှဉ်ကြတာမျိုး compare အရင်လုပ်လာတယ် AI ဆိုတာဒီကျွန်တော်တို့ဒါဉာဏ်ရည်တုသဘောမျိုးအနေနဲ့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လက်တွေ့ဘဝမှာလူပညာရှင်အတတ်ပညာရှင်တွေရဲ့ချပြမှုတို့ရဲ့လက်ရောင်ရည်ဒီ AI နဲ့ဘယ်လိုမှရှင်းစရာမရှိတာပါဗျာဆိုတော့အဲ့ဒီအရာတွေအပေါ်မှာကျွန်တော်တို့ကောင်းချင်းဆိုးချင်းဆိုတာထက်ကိုအဓိကအဖြစ်အမှုပညာရဲ့အနှစ်သာရတစ်ခုကျွန်တော်တို့ဘယ်လိုမျိုးရှုမြင်ကြမလဲဘယ်လိုမျိုးမှတ်ယူကြမလဲပေါ့ဒီအမှုပညာအပေါ်ကိုလည်းကျွန်တော်တို့ရရှိတည်တတ်နေအောင်ကိုယ့်ရဲ့ဖန်တီးလိုက်တဲ့ဖန်တီးမှုရတာဒီကျွန်တော်တို့ပေးချင်တဲ့လူစီကိုရောကျွန်တော်တို့ပြလို့ရှိတဲ့အရာပေါ်မှာရောအများကြီးထိဟမှုရှိအောင်ကျွန်တော်တို့နေစူးစမ်းရမယ်ဆိုတဲ့အရာတစ်ခုကိုသိရမှာပေါ့နော်ဟုတ်ကဲ့ဒါ social media culture ကကျွန်တော်ခေတ်ပေါ်အမှုပညာဖန်တီးမှုတွေအပေါ်မှာတက်ရောက်မှုရှိနေတဲ့ဒါကောင်းချင်းဆိုးချင်းတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးရှိလဲပေါ့လေဒါနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့ခေတ် social media culture မှာဆိုလို့ရှိရင် social media platform တွေအပေါ်မှာဒီလူပညာရှင်အတတ်ပညာရှင်တွေကနေပြီးတော့သူတို့နဲ့ဒီကြည့်တဲ့ audience တွေရဲ့ဘက်မှာကျွန်တော်တို့အရင်ခေတ်ကလိုမျိုးဈာခံတဲ့စနစ်တစ်ခုဆိုတာမျိုးမရှိတော့ဘူးပေါ့နော်အဲ့ဒီတော့ကြောင့်မလို့ကိုယ်တိုင်ထုတ်နေနိုင်တဲ့သဘောကိုတက်ရောက်ပါတယ်ဥပမာgraphic designer ဆိုရင်တော့အခုနောက်ပိုင်း digital platform တွေအသုံးပြုပြီးတော့ဖန်တီးလာတဲ့အပေါ်ဒီမှာသူတို့ဒီ social media platform ပေါ်ကနေတစ်ဆက်ဒါချပြကြတယ်သူတို့ရဲ့လက်ရာတွေကိုချပြလိုက်တဲ့အလျောက်viral ဖြစ်တော့သူတို့ရဲ့လက်ရာကိုကြည့်ရှုနှုန်းကရှိကြတယ်အဲ့တော့အရင်ခေတ်မှာကဘယ်လိုရှိလဲဆိုတော့အရင်ခေတ်ကလူပညာရှင်တက်ပညာရှင်များဆိုလို့ရှိရင်ကျွန်တော်တို့တွေဥပမာစာရေးသားတဲ့သူတွေမှာဆိုရှင်စာမှုတိုက်ကိုပေးပို့ရတာမျိုးတွေစာမှုတိုက်ကနေမှတစ်စင်လက်ခံမှသာနေကျွန်တော်တို့ရဲ့ဒီစာမှုကိုဖြန့်ဝေခွင့်ရတာပေါ့နော်ဒါအခုနောက်ပိုင်းမှာလည်းဒါမျိုးတွေကရှိနေသေးပါပဲဒါပေမဲ့ဒါ social media platform ချဲပြလာတဲ့အလျောက်မှာကျွန်တော်တို့အရင်အထက်စားလို့ရှိရင်ဒါဒီကောင်းကျိုးတစ်ခုအနေနဲ့ရှိနေပါတယ်ဆိုတာလေးကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့အရင်ခေတ်ကဆိုလို့ရှိရင်ကျွန်တော်တို့ပကြီးတွေဆိုလို့ရှိရင်လည်းပကြီးပြခံနေမှာပြနိုင်ဖို့အတွက်ကိုကျွန်တော်တို့စူးစမ်းရတာမျိုးပေါ့နော်အခုနောက်ပိုင်းများဆိုလို့ရှိရင်တော့ TikTok လိုမျိုးနေရာတွေ Instagram YouTube အစရှိရဲ့ဒီလိုမျိုး social media platform တွေအပေါ်မှာကျွန်တော်တို့ရဲ့ဒါဖန်တီးမှုလက်ရာတွေကိုကိုယ်တိုင်ချပြခွင့်ရတယ်ချပြခွင့်ရတဲ့အလျောက်ကိုကြီးစုတဲ့သူတွေဒီဒီအပေါ်မှာ viral ဖြစ်ရင်ဖြစ်တော့ရတာခွင့်ရတယ်ပုံလေးနော်ဒီလိုပြောချင်တာဖြစ်တယ်အဲ့တော့ဆိုရှယ်အနေနဲ့ကဘာရှိမလဲဆိုလို့ရှိရင်တော့ဒီအနုပညာရတဆိုတဲ့အနှစ်သာရအပေါ်မှာလေးနမှုဆိုတဲ့အရာဒီအခုနောက်ပိုင်းမှာတော်တော်များများရော့နေလာတယ်ရော့ပါလာတယ်ခံစားမှုရတအပေါ်မှာရှိနေဆိုရင်အင်တာနက်ရော့နေလာတာတွေ့ရတယ်အဲ့တော့ဒီလိုမျိုးအာရုံစိုက်ချိန်အဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတူတောင်းနေလို့သုံးလို့ရတယ်ပုံလေးနော်ကျွန်တော်ဗီဒီယိုတစ်ခုကို create လုပ်တော့မယ်ဆိုလို့ရှိရင်လည်းလူတွေအာရုံစိုက်မှုရအောင်လို့ကျွန်တော်တို့ပထမဆုံးစက္ကန့်ပိုင်းလေးအတွင်းမှာလူတွေစိတ်ဝင်စားနိုင်တဲ့အကြောင်းအရာတွေကိုဖြည့်သွင်းပြီးတော့ထားရှိတာမျိုးပေါ့နော်ကျွန်တော်တို့လူတွေအာရုံစိုက်နိုင်အောင်တို့ရဲ့အာရုံကိုဖန်ဆားနိုင်အောင်ကြည့်ရှုသူတွေရဲ့အမြင်ပရိဒါလှပအောင်ဆိုပြီးတော့ကျွန်တော်တို့အလောက်တစားကြီးဆင်ញံလာတယ်အဲ့တော့ဒီလိုအရာတွေပုံမှန်ကြည့်ရရင်တို့ဒီစိတ်ဝင်စားမှုဆိုတဲ့အရာကိုတော့ရကောင်းရနိုင်လိုက်လိမ့်မယ်ဒါပေမဲ့အမှုပညာကျွန်တော်တို့ပေးချင်တဲ့ကျွန်တော်တို့ဖန်တီးလိုက်တဲ့
အနုပညာရတာကိုတကယ်ရောခန်းစားလိုက်ကြရလားခန်းစားတတ်နိုင်ကြရလားလို့ပြီးလို့ရှိရင်အင်မတန်မှနေပါလာတာတွေတွေ့ရတယ်အဲ့တော့တူတောင်းတဲ့အနုပညာတွေကခေတ်စားလာတာနဲ့အလျောက်ကျွန်တော်တို့အရင်တော့ဆိုဥပမာဇကားတွေပဲဖြစ်စီတချင်းတစ်ပုတ်ပဲဖြစ်စီကျွန်တော်တို့သူတို့ရဲ့ duration ကမတူကြဘူးပေါ့နော်ဥပမာပြဆက်ပဲဖြစ်စီဇကားတကားပဲဖြစ်စီတချင်းတစ်ပုတ်ပဲဖြစ်စီမိနစ်ပိုင်းအားဖြင့်၎င်းနာရီပိုင်းအားဖြင့်၎င်းကျွန်တော်တို့မတူညီကြပါဘူးအဲ့တော့စာဖတ်တဲ့သူတွေအလျောက်မှာလည်းကျွန်တော်တို့ဝတ္ထုချီဝတ္ထုတူစောင်းပါအစရှိသဖြင့်ဒီလိုຢာတွေမှာလည်းကျွန်တော်တို့ဖတ်တဲ့သူပေါ်မှာမူတည်ပြီးတော့အချိန်တွေကကွဲသွားကောင်းကွဲသွားနိုင်နေတယ်အဲ့တော့စာဖတ်သူတွေအနေနဲ့ဆိုရင်တော့ဘယ်လိုမျိုးရှိတယ်လဲဆိုလို့ရှိရင်ကျွန်တော်စာဖတ်သူတွေအနေနဲ့ဆိုလို့ရှိရင်လည်းစာအုပ်တော့ဖတ်တော်မယ်ဆိုလို့ရှိရင်တယောက်တစ်ယောက်ကစာဖတ်ပုံဖန်တီးရမတူကြဘူးအဲ့တော့စာအုပ်တော့ကပေးချင်လိုက်တဲ့အရာကြီးကျွန်တော်အစာပိုင်းဖတ်နေဆိုရင်တော့ဒီစာအုပ်ကပြင်းစရာကောင်းစင်ကောင်းနေလိမ့်မယ်ကျွန်တော်နေ့စဉ်ဘဝမှာလုပ်စရာရှိတဲ့အလုပ်တွေပေါ်လာလို့ဒီစာအုပ်ကိုခဏနားလိုက်တာမျိုးနောက်ပိုင်းမှာဆက်ပြီးတော့ဖတ်ဖြစ်ဖို့ရမကြုံကြိုက်တော့တာမျိုးပေါ့နော်ဒါဒီစာအုပ်ရဲ့ပေးချင်တဲ့အနှစ်သာရကိုကျွန်တော်တို့ဒီအပြည့်အဝမရရှိသေးလို့ဘာကြောင့်လဲဆိုတော့ကျွန်တော်တကယ်စာအုပ်ကောင်းစာအုပ်တအုပ်ဆိုလို့ရှိရင်ကျွန်တော်သမင်းစားဖို့တော့မေ့ရဆိုတာမျိုးပေါ့ဒီစာအုပ်ကိုလက်ကနေမချချင်တော့တာမျိုးဇကားတကားကြည့်ပြီဆိုလို့ရှိရင်ဒီဇကားဒီအင်မတန်မှဇက်အိမ်အားဖြစ်၎င်းဇလန်ဇက်အိမ်ကောင်းကောင်းပြီးတော့တရုပ်ဆောင်မှုကောင်းကောင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီသမင်းမေ့ဟင်းမေ့သဘောမျိုးအနေနဲ့ရှိတတ်ကြတာမျိုးပေါ့နော်ဒါဒီဖန်တီးလိုက်တဲ့ဖန်တီးသူရဲ့ဘက်မှာရောကြီးစုသူရဲ့ဘက်မှာရောဒီအနုပညာလက်ရာအပေါ်မှာသူတို့ရဲ့ဒီအချိန်ပေးပြီးတော့ခန်းစားမှုဆိုတဲ့အရာကြီးရှိနေတာဖြစ်တယ်အဲ့တော့အဲ့ဒါတွေကိုအစားထိုးလာတာဒီကျွန်တော်တို့ခုနောက်ပိုင်းပေါ်ပေါက်လာတဲ့ AI ဖြစ်တော့၎င်းကျွန်တော်တို့ shortcut video အဖြစ်တော့၎င်းဒါရီဒီကျွန်တော်တို့အရင်ကပေးတဲ့အနုပညာလက်ရာကိုခန်းစားရတာထက်ကိုအခုနောက်ပိုင်းပေါ်လာတဲ့ဒီလိုမျိုးအချိန်အဖြစ်တိုးတောင်းတဲ့အနုပညာလက်ရာတွေဒီကျွန်တော်တို့အစားထိုးလာတာကိုတွေ့ရတယ်ဒါဒီကျွန်တော်တို့ရတာတစ်ခုအနှစ်သာရတစ်ခုကိုခန်းစားတဲ့နေရာမှာလေးနက်မှုလက်လက်ရှာရှာခန်းစားရမှုရှုံ့မြင်ရမှုဆိုတဲ့အပေါ်မှာသွားပြီးတော့တခြားအရော့ပါလာတယ်ပျောက်ကွယ်လာတယ်ဆိုတာမျိုးကိုသဘောတက်ရောက်တာဖြစ်တယ်ပေါ့နော်တချို့လူတွေဒီအရန်မှဝေဖန်မှုတွေတော်တော်လေးဆွဆွရရခုနောက်ပိုင်းတော်တော်များလာကြပါတယ်လူတွေဒီအစိုးမြင်တာလည်းများကြသလားသူတို့ရဲ့အမြင်မှာကိုကအစိုးပဲမြင်တတ်ကြသလားတော့မပြောတတ်ဘူးပေါ့နော်ခုနောက်ပိုင်း social media မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ကို passionate ဖြစ်တဲ့အရာတစ်ခုကိုချပြဖို့အတွက်တောင်းပါလေတူကိုပြောကြတာဒီ blame ခံနိုင်မှစရမယ်သဘောမျိုးဖြစ်နေကြတာပေါ့အရန် blame အရန်လုပ်တယ်လူတွေကိုအစိုးမြင်ပဲမြင်လာကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေးချင်လက်ရာကိုသူတို့ဒီ rap ကိုမခံစားတော့ဘဲနဲ့ဒီပုံမှာအများကြီး adjustment လုပ်လာတာတွေတွေ့ရတယ်အဲ့တော့ဒါတွေဒီလေ social media culture ပေါ်မှာဖြစ်ပေါ်လာတဲ့အလျောက်ကိုမှဒီအနုပညာ rap အပေါ်မှာတက်ရောက်မှုအနေနဲ့ကောင်းချင်းဆိုးချင်းဒီဒါလေးရှိပါတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဟုတ်ကဲ့ဒီကမှာလည်းကျွန်တော်ဒီသတိထားအချက်တွေ့တယ်ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ကောင်းတာနဲ့ရှိဆိုရတဲ့ရှေ့ကျွန်တော်ဖေးရဆိုတွတ်တွဲမှုရဲ့နောက်ကွယ်မှာကျွန်တော်ကောင်းရင်ဆိုခြင်းတော့အမြင်နဲ့တွတ်တွဲပြီးတော့အလိုက်နေတဲ့ဒီသဘောပေါ့လေဆိုအဲ့တော့ကျွန်တော်ဒီအနုပညာကချာရေးပုံမှာကျွန်တော် social media ရဲ့ခံမှုရှိလာလဲဒီနေရာဖြစ်တော့လည်းကောင်းတက်တက်ဆလူငယ်တွေဒီထက်မှပြောတော့ရှိရဆိုတော့ဒီ social media ကြောင့်ကျွန်တော်ပို့ပြီးတော့အမြင်ပို့ပြီးတော့ပြင်ရောက်နေတစ်ဖက်မှာလည်းကျွန်တော်တခြားသောလိုအပ်ချက်တွေကျွန်တော်ရှိလာနိုင်တယ်ပေါ့ဆိုတော့အဲ့ AI ပေါ်မှာတခြားသူတွေကရောဘယ်လိုမြင်ကြလဲခုလိုအဲ့ဟာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့တခြားတွင်ရရှုထောင့်များရှိနေမလားပေါ့လေဆွေးနွေးပြကြပါဦးဗျကျွန်တော်အနေနဲ့ပေါ့နော်ဒီဒါယနေ့ဒီအခုတော့ဒီ social media ကာချာနေပြီးတော့ပေါ့နော်ဒါအမှုပညာဖန်တီးမှုရဲ့ပုံမှာကောင်းကျိုးနဲ့ဆိုးကျိုးဆိုတာတော့ကျွန်တော်အနေနဲ့အခုကျွန်တော်မြင်တဲ့လောက်ကတော့ဘယ်ရောက်လာဒါဆိုးကျိုးတွေလည်းဒါတဖြည်းဖြည်းပေါ်လာတယ်ပေါ့နော်ကောင်းကျိုးဆိုတာလည်းအခုမြန်မာနိုင်ငံမှာဆိုရင်တော့ဆိုးကျိုးတွေပေါ်လာများတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ဒါ social media ကြောင့်ပေါ့နော်ဥပမာဒီဒါကျွန်တော်အောင်ခက်မယ်ပေါ့နော်မြန်မာတန်စင်ကျွမ်းကျင်တဲ့ကိုဖက်မှန်းတော့ပါဆိုတော့ဒီ social media အကြောင်းပဲသူနေနာမည်ရပြီးတော့သူမကြားချင်တဲ့အတန်တွေပေါ့နော်မကြားချင်တဲ့တဲ့ကြားနေရတာပေါ့နော်ပြီးတော့ဒီခုနောက်ပိုင်းမှာဆိုရင်ဒီချို့ဒါအောင်မြင်တဲ့သူတွေကပေါ့နော်စစ်မှန်တဲ့ဟာကိုဖွင့်နေပေါ့နော်လူများစစ်မှန်ဟာကိုလုပ်လာရရှိတယ်ပေါ့နော်အဲ့ဒါမှပဲသူတို့အနေနဲ့အောင်မြင်တာမြင်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေးခေါ်ရရှိတယ်ပြီးတော့ကျွန်တော်တို့တကယ်ပဲဒီခုမြန်မာနိုင်ငံဆိုဒီတရားဖို့သုံးဖို့တရားပဲနေရာရွှေးနေယူလာပြီပေါ့နော်ဆိုတော့ဒါလည်းကျွန်တော်တို့လည်းဒါသူ့ကိုပြည့်စုံမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီစနစ်ပေါ့နော်ကျွန်တော်တို့စနစ်မှာဒီလူပညာရေးရဲ့ဒီအခြေခံအစကိုတခြားပြုထောင်နေပေါ့နော်
အဲ့ဒီကြောင့်ကျွန်တော်တို့မှာကျတော့ဒီအမှုပညာပေါ်ခန်းစားနိုင်စွမ်းမှာကျတော့ဒီပြည့်မြတ်အားဖြင့်တော့ဒါအစင်းနှိမ့်ငယ်လို့တော့ပြောလို့ရမယ်ရှင်လေဗျဆိုတော့အဲ့လိုမျိုးရှိတယ်ပြီးတော့ကျွန်တော်တို့ဒီကောင်းကျိုးအနေနဲ့လည်းရှိပါသေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါတကယ်ကောင်းတဲ့တကယ်အမှုပညာတွေကိုဒါလူတိုင်းဒီပါကဒါခံစားရရတယ်ပေါ့နော်ဥပမာလူတိုင်းဒီပါမှာဖုံးရှိရတဲ့အတွက်ကြောင့်ဒီဖုံးနဲ့ပဲဒီတကယ်ကောင်းတဲ့အမှုပညာဖန်တီးမှုတွေကိုဒါခံစား권ရရှိရပေါ့နော်ပြီးရင်ဒါတကယ်တော်တဲ့ဒီဖန်တီးသူတွေကလည်းနာမည်ရဖို့ဒါမြန်နေပေါ့နော်ပြီးရင်ဒါဒီခုကြည့်ရှုရတဲ့သူတွေအနေနဲ့ကလည်းပြန်ပြီး feedback ပေးတဲ့အခါမှာဒါမြန်ဆန်မှုပဲရှိတဲ့ကြောင့်ဒါဒီဖန်တီးသူတွေအတွက်ကလည်းဒါသူတို့အနေနဲ့ဒါပြင်ဆင်နေတာပြင်ဆင်လို့ရတယ်ပေါ့နော်ဆိုတော့ဒါဒီကျွန်တော်ထင်ရတော့ဒီကောင်းကျိုးနဲ့ဆိုးကျိုးတွေပဲကျွန်တော်ထင်ရှိပါရဟုတ် ဟုတ်ကဲ့ဗျဟုတ်အဲ့ဆိုတော့ဒီမှာကျွန်တော်တို့ဒီတခြားသောဒီတုတ်တက်လာတဲ့ကာရှာကြောင့်ကျွန်တော်တို့မှာဒီအရာပေါ်မှာအမြတ်ထုံးမှုတချို့လည်းကျွန်တော်ရှိတာပေါ့ဆိုတော့ဒီဟာနဲ့တူကျွန်တော်နီးတို့တုတ်တက်လာနေတဲ့အကြောင်းအရာကကျွန်တော် AI အကြောင်းနဲ့ကျွန်တော်မရှိမဖြစ်ကျွန်တော်မဆွေးနွေးတော့မရမယ်ကျွန်တော်မစနေလို့နေလို့မရတဲ့အကြောင်းအရာမှာပါပြီပေါ့လေဆိုတော့ AI နေခေတ်စားလာရင်ကျွန်တော်အနုပညာတွေအထိပါကျွန်တော်လှမ်းမှုရှိလာနိုင်တယ်ပေါ့ဥပမာထားပါကြောင့် recap တွေလုပ်တဲ့အခါမှာဆိုလို့ရှိရင် AI recap တွေကျွန်တော်ပေါ်လာကြတယ်ရုပ်ရှင်နေဆိုလို့ရှိရင်short video တွေပဲတောင်းပေါ့အဲ့ဟာမှာဆိုရင် AI နေတုံးမျိုးကျွန်တော်တို့လောက်လာကြတဲ့ဥစ္စာအများကြီးတွေ့လာရတယ်ပေါ့လေဆိုတော့နောက်ပြီးတော့ရှင်ကျွန်တော်တစ်ဖက်မှာကျွန်တော်ပြန်တွေးကြည့်ကြတစ်ခုရှိအရင်ခေတ်တုန်းကကျွန်တော်ဒီ board ခေတ်တုန်းကကျွန်တော် CGI effect တွေကျွန်တော်300ရုပ်ရှင်တကားရိုက်မှာဆိုလို့ရှိရင်နောက်ပိုင်းကျတော့ AI နဲ့အစားထိုးလိုက်လို့ရောမရဘူးလားတောင်းချင်ဒီဟာက quality ပိုကောင်းကောင်းနိုင်အောင်ပိုဆိုးသွားနိုင်လားဆိုတဲ့အကြောင်းနဲ့အပြင်ဆုံးပြောရဲဒီ AI ကြောင့်ပေါ်လာတဲ့short video content short video content တွေပေါ့လေဆိုတော့အဲ့ content တွေကရောဘယ်လိုမျိုးတရားမှုရှိနိုင်တယ်လဲပြောချင် AI ဒီကအနုပညာနဲ့တွဲပြီးတော့အလုပ်လုပ်ရပါမလားဆိုတဲ့အကြောင်းလေးပေါ့လေဆိုတော့ဒီအရာကအနုပညာဆိုတဲ့သဘောတရားတွေဆိုတော့ဒီလူတွေရဲ့ effort ကဘယ်လိုမဖြစ်မနေကျွန်တော်ထည့်ရအဲ့ဟာတစ်ခုကိုကျွန်တော်ကအရာသာခံပြီးတော့နှလုံးသားတကအရာသာခံပြီးတော့ခံစားရဒါအနုပညာခေါ်အဲ့တော့ဒီဟာတွေပေါ်လာဒါကြောင့်ကျွန်တော်ဒီဘက်မှာဘယ်လိုမျိုးတရားမှုရှိနိုင်လဲပေါ့လေဆိုတော့အဲ့အရာနဲ့ပတ်သက်ပြီးဆွေးနွေးပေးကြပါဦးဗျဆိုတော့ဒီ AI တို့ကျွန်တော်တို့နည်းပညာပိုင်းတို့နဲ့ပတ်သက်တာဒီကျွန်တော်တို့ရဲ့ဖန်တီးလိုက်တဲ့အမှုပညာအပေါ်မှာအမှုပညာအပေါ်မှာပိုပြီးစမ်းသပ်တည်ထွင်နိုင်တဲ့အလုပ်တွေအနေနဲ့လုပ်တဲ့အခါမှာတော့ကျွန်တော်တို့အထောက်အကူတစ်ခုအနေနဲ့ရှိမှာပေါ့နော်ဒါပေမဲ့အမှုပညာဆိုတဲ့နေရာမှာကကျွန်တော်တို့လူတွေအားလုံးရဲ့အမှုပညာဆိုတဲ့အရာတွေကျွန်တော်တို့ရဲ့စိတ်တွင်းထဲကနေပဲထွက်ပေါ်လာတဲ့အရာတွေဖြစ်ပါတယ်အဲ့တော့ကြပြတစ်ပုတ်ဒီစာတစ်ပုတ်ရေးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းထဲမှာရင်းထဲမှာရှိတဲ့အကြောင်းအရာကိုပြန်ပြီးတော့စာသားအနေနဲ့စီကပကုံးပြန်ပြီးရေးချတာဖြစ်တယ်လို့ပကြီးကားတစ်ချက်ကိုရေးဆွဲရမယ်သူဒီလေသူ့ရဲ့ခေါင်းထဲမှာရှိနေတဲ့အတွေ့အတစ်ခုသူ့ရဲ့ရင်ထဲမှာရှိနေတဲ့ခန်းစားချက်တစ်ခုကိုထုတ်ဖော်တဲ့အနေနဲ့သူတို့ဒီအရာကိုရေးဆွဲကြတာဖြစ်တယ်ပေါ့အဲ့အရာဒီအဲ့အရာကိုပြန်ပြီးတော့စမ်းသပ်တည်ထွင်ပြီးတော့သူတွေစီကိုမျက်စိတာရဖြစ်အောင်ပြန်ပြီးပြသချင်တဲ့နေရာမျိုးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ AI နဲ့ဒီနည်းပညာတွေကအင်တာနက်အထောက်အကူဖြစ်မှာတော့ဖြစ်ပါတယ်ဒါပေမဲ့အပြည့်အဝကြီးပေးဆွဲနိုင်သလားဆိုလို့ရှိရင်တော့တကယ်လူတွေဖန်တီးလိုက်တဲ့အမှုပညာလက်ရာတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့သူတို့ဒီဘယ်လိုမှတော့မြင်နိုင်မှာတော့မဟုတ်ဘူးပေါ့နော်ဘယ်လောက်ပဲစမ်းသပ်နေပါပါစေဘယ်လောက်ပဲတည်ထွင်မှုအားကောင်းနေပါပါစေတကယ်လူတွေဖန်တီးထားတဲ့ဖန်တီးမှုတစ်ခုနဲ့နှိုင်းယှဉ်စရာကတော့မလိုဘူးလို့တော့ထင်တယ်ဘာလို့လဲဆိုတော့ AI တွေလည်းလူတွေလုံးဝဖြစ်လာတဲ့အရာတစ်ခုဖြစ်တယ်အတတ်ပညာရှင်တွေများစွာကနေပြီးတော့ဖန်တီးရင်းနဲ့မှာအခုနောက်ပိုင်းမှာ AI ကိုတွေ့ကြဲအသုံးပြုလာကြတာဖြစ်တယ်ဆိုတော့ပြောရမယ်ဆိုတနည်းအားဖြင့် AI တွေလည်းလူတွေကနေတစ်ဆင့်ပြုလုပ်လာတဲ့နည်းပညာလက်ရာတစ်ခုဖြစ်ပါတယ်အဲ့တော့နည်းပညာလက်ရာတစ်ခုကိုတကယ်လူတွေဖန်တီးထားတဲ့အမှုပညာနဲ့တွားပြီးတော့ compare လုပ်ဖို့ဆိုတာဒီလုံးဝမဖြစ်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပကြီးကားတစ်ချက်စကားတကအလုပ်အမှုပညာလက်ရာတစ်ခုကိုကဏ္ဍဝင်ရောက်တယ်လို့ဖော်ဆောင်ဖို့ရာပြောဖို့ရာဒီသူရေးဆွဲထားတဲ့ခန်းစားချက်နဲ့အလျောက်ကြီးရှုတဲ့သူဘက်မှာလည်းကြီးရှုတဲ့သူဘက်ကမြင်တဲ့အမြင်နဲ့ပေါင်းဆက်ပြီးတော့မှကျွန်တော်တို့ဒီပကြီးကားတစ်ချက်ဒီအင်မတန်မှကြီးရှုပွဲရကောင်းနေဘယ်လိုမျိုးအနှစ်သာရတွေရောရှိနေပါလဲဆိုတာကိုရှိလာတယ်အဲ့တော့အမှုပညာဆိုတဲ့နေရာမှာကျွန်တော်တို့လူတွေရဲ့ဝမ်းနဲ့မှုပျော်ရွှင်မှုအချစ်အမုန်းအနှစ်သာရအများစွာပါဝင်ပါတယ်ပြောမယ်ဆိုရင်လူတွေကနေတစ်ဆင့်ဖြစ်လာတယ်ဆိုတဲ့အရာမှာ AI ဒီစိတ်ခံစားချက်အနေနဲ့ရှိတာမဟုတ်ဘူးသူဒီဖန်တီးနိုင်တယ်သူမှရှိတဲ့ data တွေကျွန်တော်တို့ကနေပြန်ပြီး creation လုပ်လိုက်တဲ့အရာတွေအပေါ်မှာပဲ
ဒီရုပ်ပုံအနေနဲ့တစ်ခုထွက်ရှိလာမှာဖြစ်တယ်တကယ်လူတွေဖန်တီးထားတဲ့အမှုပညာနဲ့ရှင်တွဲပြီးကြေးရလောက်အောင်အဖြစ်အောင်ကျွန်တော်တို့ဒီမထားပြမှုဆိုတဲ့အရာတစ်ခုတော့သိစေချင်တာပေါ့နော်အခုနောက်ပိုင်းမှာ AI အများကြီးအသုံးပြုလာကြတယ်ဥပမာစာလုပ်တဲ့နေရာမှာကနေစလို့ assignment ရေးတာတွေဆက်ရှိတဲ့ဒီလိုအရာတွေမှာကအစလူတွေအများကြီးသုံးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ကိုယ်ပိုင် ability တွေကိုမချပြနိုင်တော့ဘူးမသုံးနိုင်တော့ဘူးအဲ့ဒါကြောင့်မလို့ကိုဒီဉာဏ်ရှိတာရှိနေကိုဒီ apply လုပ်ဖို့ဆိုလို့ရှိရင်ဒီရအလကားဖြစ်သွားမှာအဲ့တော့ကျွန်တော်တို့မှာရှိနေတဲ့စွမ်းရည်တွေကျွန်တော်တို့မှာရှိနေတဲ့အမှုပညာအမြင်တွေလက်ရာတွေအစားရှိတဲ့ကျွန်တော်ရဲ့တက်နိုင်စွမ်းတက်နိုင်ကြောင်းတွေဒီတကယ်အကောင့်ထဲပုံနိုင်မှုတစ်ခုအနေနဲ့လောက်မှတာနေဒါပြီးကျွန်တော်တို့မှာတိုးတက်မှုတစ်ခုအနေနဲ့ရှိမှဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကခေါင်းမေးသုံးပြီးကျွန်တော်တို့ရဲ့လက်ကလေးကိုပဲသုံးပြီးတော့ဒီ social media platform တွေ digital တွေမှာအသုံးပြုပြီးတော့ဒီ AI နဲ့အသုံးပြုပြီးတော့ပဲဖန်တီးလာတာမျိုးတွေဥပမာစာလုပ်တဲ့နေရာမျိုးမှာဖြစ်ဖြစ်တခုခုကိုယ့်ရဲ့ဉာဏ်ကိုသုံးရတဲ့နေရာမျိုးမှာတော့ကိုယ့်ရဲ့ဉာဏ်ကိုမသုံးတော့ဘဲနဲ့ AI ကိုပဲတော့အကူအညီတောင်းတာမျိုးပေါ့နော်အဲ့ဒါလေးတွေအရင်များလာတဲ့အလိုက်မှာကျွန်တော်ရဲ့အမှုပညာကိုခံစားမှုကအပိုင်းမှာဆိုလို့ရှိရင်များစွာဒီအထူးကိမှုအနေနဲ့တော့ရှိရပေါ့နော်အဲ့တော့ဒါကြောင့်မလို့ဒီလူတွေဖန်တီးတဲ့အမှုပညာနဲ့ AI နဲ့ဖန်တီးတဲ့အမှုပညာကိုရှင်တွဲဖို့ရာကဖြစ်တဲ့မျိုးဆိုတဲ့အကြောင်းမျိုးလေအဲ့မှာဖြစ်တဲ့အလျောက်ကိုကျွန်တော်တို့ဒီအပြည့်အဝပေးနိုင်ပါလေလို့ရှိရင်အပြည့်အဝဒီပေးနိုင်မှာမဟုတ်ဘူးဆိုတဲ့အရာကိုကျွန်တော်ကဆွေးနွေးချင်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီ AI ကြောင့်ကျွန်တော်ရဲ့ခံစားမှုနှလုံးသားမေ့သွားနိုင်တယ်ဆိုရင်အကြောင်းအရာတွေပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတခြားမတူညီရဲ့ရှုထောင့်တွေရောရှိရတဲ့အဲ့ဘယ်လိုဆက်ပြီးတော့ညှိခုံကျင်းကြတဲ့အောင်တည်ရဟုတ်ဆွေးနွေးပေးကြပါအောင်ကိုတို့ဟုတ်ညီမအနေနဲ့ဆိုရင်တော့ဗောနော်ဒီ AI နဲ့ဖန်တီးထားတာတွေကတော့ဒီ80%လောက်ကမကောင်းဘူးလို့ယူဆပါတယ်။ဘာလို့လဲဆိုရင်ဒီလူတွေ AI ဆိုတာကဗောနော်ဒီလူတွေခိုင်းတာကိုမသိမသိနဲ့လိုက်နိုင်ပြီးတော့လုပ်ရတာပြောမယ်ဆိုရင်ကိုမလုပ်ချင်တာကိုဇိုအတင်းလုပ်ခိုင်းတယ်လို့လုပ်နေရလိုမျိုးပေါ့ပြီးရင် AI ကဆက်ရုပ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ညီမတို့လူတွေလိုမျိုးခန်းစားချက်လည်းမရှိဘူးဒီအကယ်၍လူစင်စစ်တောင်မှတစုံတယောက်ကိုခန်းစားချက်ပါနဲ့မဆက်ဆံဘူးဆိုတစ်ဖက်သူဘက်ကလည်းညီမတို့ရဲ့ခန်းစားချက်တွေကိုခံစားရမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးခံစားချက်ရှိတဲ့လူကတော့တစ်ဖက်သူပေါ့ခံစားချက်ရအောင်မပေးနိုင်ဘူးဆိုရင်ဒီဘာခံစားချက်မှမရှိတဲ့ AI ကဘာဆိုဘာမှပေးနိုင်မှာမဟုတ်ဘူးပေါ့နော်ဒီညီမတို့ရဲ့ဗီဒီယိုတစ်ပုဒ်ကိုကြည့်ရင်တခြင်းတစ်ပုဒ်ကိုနားထောင်နေခါပါတော့ညီမတို့ကဘာကြောင့်နားထောင်တာလဲစိတ်အပိုင်းဖြေလို့လားဒါမှမဟုတ်ပြင်းလို့လားဝမ်းနေလို့လားပေါ့ညီမဆိုရင်ဒီဝမ်းနေတဲ့အချိန်မှာ rock တခြင်းတွေနားထောင်ပြတယ်ပေါ့ဒီတခြင်းတွေကလူတွေနာမည်ကြီးဆိုတော့တွေကခံစားချက်အပြည့်အဝနဲ့ဆိုထားတာဖြစ်တဲ့ကြောင့်မို့အ ਨੇ ဆုံးညီမတို့ဝမ်းနေနေတဲ့အချိန်မှာအဲ့တခြင်းကိုအော်ဆိုလိုက်ရရင်နည်းနည်းစိတ်သက်သာရသွားပြီပေါ့နော်ဒါပေမဲ့ညီမတို့ကအဲ့လိုလူစစ်စစ်ဆိုထားတဲ့တခြင်းတွေအစားအရင်ကထုတ်ထားတဲ့တခြင်းတွေကိုနားထောင်မယ်ဆိုရင်စိတ်ကပေါ်ပါသွားမှာမဟုတ်ဘူးပေါ့အဲ့လိုမျိုးပါပြီးတော့ဒီခုခေတ်မှာဆို TikTok နဲ့ Facebook စတဲ့ social media platform တွေမှာဆိုရင်ဒီ AI နဲ့ဖန်တီးထားတဲ့ဇာတ်လမ်းတွေအများကြီးတွေ့ရတယ်ပေါ့နော်အဲ့ချိန်မှာဆိုရင်ပေါ့ညီမတို့အနေနဲ့အဲ့ဟာတွေကိုအခုချိန်မှာပြင်းလို့ဆိုပြီးပြင်းချိန်ခဏကုန်သွားရင်ပဲဖြစ်ဖြစ်အဆင်ပြေဆိုတဲ့သဘောနဲ့ကြည့်ကြတယ်ဒါပေမဲ့အဲ့ဒီဇာတ်လမ်းတွေကညီမတို့စိတ်ထဲကိုတကယ်စီးမျောသွားလားဆိုရင်တော့လုံးဝမစီးမျောပါဘူးဒီအသက်မပါတဲ့ဇာတ်ကောင်တွေကစာဖတ်တဲ့လိုမျိုးစကားတွေကိုပြောနေကြတယ်အဲ့လိုပြောတာကိုနားထောင်နေရတဲ့အတွက်ကြောင့်မို့ညီမတို့အနေနဲ့ကဒီဇာတ်လမ်း blog ကြီးကအရန်ကောင်းနေအောင်မှစိတ်ထဲမှာတော့ဘာဆိုဘာမှမဖြစ်မိတာမျိုးပေါ့ဒါဆိုလူတွေကိုယ်တိုင်ပြုဆောင်တဲ့ဇာတ်လမ်းမျိုးကိုစဉ်းစားကြည့်မယ်ပေါ့နော်ဥပမာ Titanic လိုမျိုးပေါ့မင်းသမီးတွေကလည်းသူတို့ကြာရဇာတ်ရုပ်ကိုအသေးချာကိုခန်းစားချက်အပြည့်အဝနဲ့တရုပ်ဆောင်တဲ့အခါမှာဆိုရင်သူတို့ပြောတဲ့စကားတခွန်းကအစားညီမတို့ရှင်တဲ့ကိုထိထိမိမိဝင်ရောက်သွားတယ်။နှစ်ပေါင်းများစွာကြာရတော့မှအခုထိအဲ့ဒါကိုကြည့်မရိုးနိုင်ဖြစ်နေပေါ့နော်။တခါတလေဆိုရင်အဲ့စကားကြည့်နေနေတော့မှလုံးဝကိုယ်တိုင်ကတိုက်တဲ့တင်မို့ပေါ်ရောက်သွားလို့မျိုးခံစားရတယ်ပေါ့နော်။အဲ့လိုမျိုးပါအကယ်၍ဒီအဲ့ဒီတိုင်နဲ့နှစ်ကလည်းဒီလူတွေတရုပ်ဆောင်တာမဟုတ်ပဲ AI နေတာတရုပ်ဆောင်ခဲ့မယ်ဆိုရင်ညီမတို့အနေနဲ့အဲ့ဇာကစိတ်ထဲကိုရောက်မှာမဟုတ်ပါဘူးပေါ့နော်ဒီအကုန်လုံးကိုခြုံငုံပြီးပြောရမယ်ဆိုရင်တော့ဒီလူကိုယ်တိုင်မဟုတ်ဘဲနဲ့ AI နဲ့ဖန်တီးထားတာတွေက80%တော့ဘလို့မှခံစားချက်မရှိရသားမရှိပဲဖြစ်နေမှာပါဒါဆိုရင်ကျန်20%တော့ညီမအနေနဲ့ပြန်ဆက်ပြီးပြောရမယ်ဆိုရင်တော့ဒီ AI နဲ့လုပ်ထားတဲ့ဗီဒီယိုတစ်ပုဒ်ကိုကြည့်လိုက်တဲ့အခါမှာဒီညီမတို့အနေနဲ့ဇလန်ရဲ့ plot လေးကိုတော့နည်းနည်းစိတ်ထဲရောက်မိလိမ့်မယ်ပေါ့ဥပမာဆိုရင်ဒီအခုပေါ်နေ strawberry သီးတို့ပန်းသီးတို့ရဲ့အချစ်ဇလန်တွေပါလေဆိုရင်ဒီအပိုင်းတစ်ကိုကြည့်လိုက်တယ်ဒါပေမဲ့အပိုင်းတစ်ကစက်ရန်ရှိသေးတယ်အပြီးစီမပါတဲ့အတွက်ကြောင့်မလို့အပိုင်းနှစ်မှာဆိုရင်ဘယ်လိုဖြစ်သွားမလဲဘယ်လိုပုံစံတွေဖြစ်လာမလဲဆိုတာကိုစဉ်းစားမိရပေါ့အဲ့လိုမျိုးအတွေးလေးဝင်သွားတယ်ပေါ့နော်အဲ့ဒါကျန်တဲ့20%လုံးကိုပြောရှင်းတာလို့တော့ပြောလို့ရပါတယ်ဒါဆိုအဲ့ဒါခဏတာခန်းစားချက်လေးပါပဲအဲ့ဇလန်ကိုအစားဆုံးကြည့်ပြီးတော့ညီမတို့တွေဆက်ပြီးတော့အဲ့ဇလန်အတွက်စဉ်းစားမိမှလည်းမဟုတ်တော့သလိုဒါကိုခဏတာတရားမျိုးလုံးနဲ့မြင်လိုက်တယ်နားထောင်လိုက်ရတယ်ဆိုရဲ
ပုံ sense လေးပဲကြံခဲ့မှာပေါ့နော်အဲ့လိုမျိုးပါအကယ်၍ဒီ Titanic ကလိုမျိုးကတော့ညီမတို့အနေနဲ့ကြည့်ပြီးသွားရင်တော့ထပ်ခါကြည့်ခြင်းပဲပေါ့နော်ဟုတ်အဲ့ဒါကတော့ညီမရဲ့ဆွေးနွေးမှုလေးပါပဲရှင်ကျေးဇူးပါ okay ဆိုတော့အဲ့မှာလေညီမလေးပြောထားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းတကယ်မှန်တယ်ပေါ့နော်ကျွန်တော်ပြောချင်တဲ့အရာမျိုးကိုအဲ့လိုရှိနေတွေ့ရတယ်။အနည်းငယ်တစ်ခုဆိုရင်လည်းကြည့်လိုက်တဲ့အခါမှာဖန်တီးသူရဲ့အနောက်ကဒီ storytelling ဆိုတာမျိုးရှိရတယ်။ AI မှာဆိုအဲ့လိုမျိုးရှိလူတွေကချပေးလိုက်တဲ့ဥပမာကျွန်တော်တို့ script တွေပါရဆိုရင်တော့တချို့တွေက Gemini လိုမျိုးအဲ့လိုမျိုးဒီထုတ်ပေးနေရာတွေမှာပဲတောက်တာမျိုးတွေပြီးလို့ရှိရင် video creation လုပ်တယ်ဆိုရင်နေရာမှာတော့မှပဲ AI ကိုအရင်ရသားပေးလောက်လိုက်တဲ့အခါမှာကျွန်တော်တကယ်လူတွေဖန်တီးလိုက်တဲ့ဖန်တီးမှု data နဲ့ပေးနိုင်ဖို့ဆိုတာဒီဘလို့မှခံစားလို့မရတဲ့အနေအထားပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့တွေဒီစိတ်အပန်းဖြေရုံလောက်ခဏတာကြည့်ရုံလောက်ဆိုလို့ရှိရင်တော့ကိုကြာတို့ကိုတို့ရဲ့ဇာတ်လမ်းလေးကြည့်ရင်ကျွန်တော်ချစ်ပါတယ်လေနော်။ဒါပေမဲ့တကယ်ဒီလိုဇာတ်လမ်းတွေဒီလူတွေလောက်ဆောင်လိုက်တဲ့လူတွေဖန်တီးလိုက်တဲ့အမှုပညာနဲ့သွားကြည့်မယ်ဆိုလို့ရှိရင်ဒီမတူညီမှုတွေကအများကြီးရှိစားလိမ့်မယ်။အဲ့တော့ storytelling ကိုပြောလိုက်တဲ့အခါဖန်တီးသူကဘာကိုပေးချင်တာလဲ။သူ့ရဲ့ဝမ်းနည်းမှုကိုသူကပြချင်တာလား။သူ့ပျော်ရွှင်မှုကိုပြချင်တာလား။သူဒီဘလိုမျိုးစိတ်ခံစားချက်ကိုပဲပေးချင်နေပြီဆိုကျွန်တော်တို့ဒီသူဖန်တီးလိုက်တဲ့ဖန်တီးမှုလိုက်ရာတစ်ခုကိုကြီးလိုက်ခြင်းအားဖြင့်သူရဲ့ပေးချင်တဲ့အရာကိုကျွန်တော်တို့ဒီခံစားနိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအားလုံးဒီဒါခံစားတတ်ကြတဲ့နှလုံးသားကိုယ်စီရှိကြရပေါ့လေနော်။အဲ့တော့ဒါပေမဲ့ AI မှာတော့အဲ့လိုမရှိဘူး။အဲ့ဒီအတွက်ကြောင့်မို့အဲ့ဒီနေရာမှာလည်းကျွန်တော်တို့ဒီချားတဲ့နဲ့ဒီ AI ကိုအရင်ကျွမ်းမှုဖို့ရာကိုလက်မခံသေးဘူးပေါ့လေနော်။အခုနောက်ပိုင်း social media ပေါ်မှာရှိလာရင်လူငယ်တွေတော်တော်များများဒီ social media ကိုအများကြီးအကူအားထားဖြစ်လာတယ်။အကူအားထားဖြစ်နေနေမှာအလျောက်သူတို့ဒီပုံမှာဖန်တီးနေကြတဲ့ဖန်တီးသူတွေရဲ့လက်ရာတွေမှာ appreciate လုပ်ပေးနိုင်မှုဆိုတာမရှိတော့ဘူး။မင်းကလည်းတချို့ဆိုလို့ရှိရင်ဆွဲထားတာလှနေရင်ဖန်တီးထားတာလှနေရင်ဆိုရင်တော့မှပဲAI လားမသိဘူး AI နဲ့တူနေတယ်လို့ပဲလို့AI နဲ့လောက်တာလားပေါ့အစားရတဲ့ဒီလိုမျိုးအရှင်မေးကြတယ်အရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်မေးကောင်းမေးမှာပေါ့နော်ဘာခဲပစီဆွဲတယ်ဆိုလို့ရှိရင်လည်းဘာခဲကိုတောင်းလဲပေါ့လေနော်ဆေးပစီဆိုလို့ရှိရင်လည်းဘယ်လိုရေဆေးကိုတောင်းလဲပေါ့အစားရတဲ့ဒီလိုမေးကောင်းမေးနိုင်လို့ပဲနောက်ပိုင်းမှာ social media ပေါ်မှာကြည့်လိုက်မယ်ဆိုရင် AI ဒီကျွန်တော်လူတွေကိုနှောင်းမိုးလာတဲ့အလျောက်မှာမင်းဟာရ AI နဲ့လောက်ထားတာလားလို့ဘာကိုတောင်းတာလဲလို့ဒီလိုမျိုးဆက်ဆက်ပြီးဒီလိုຢာတွေကမေးလာတာဖြစ်တယ်အဲ့ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့လူတွေဒီပဲလေဒီ AI ပေါ်မှာအမကိုတင်ကြအောင်ပြီးတော့ကိုယ့်ရဲ့ဖန်တီးမှုအပေါ်မှာရောသူတစ်ပါးရဲ့ဖန်တီးထားတဲ့ဖန်တီးမှုအပေါ်မှာကျွန်တော်တို့ဒီအတိအမှတ်ပြုမှုတစ်ခုအနေနဲ့ရှိတဲ့နေဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ထပ်ဖြည့်ပြီးပြောချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ AI ကကျွန်တော်အနုပညာနဲ့ပတ်သက်ရှိဘယ်လိုမှပေါ်ဆန်းလို့မရအခက်အခဲတော့ဖြစ်နေပါဆိုတော့ဒီဇောနာပြောတာနောက်ဆုံးပြောလိုက်ချက်ဆိုရှင်ကျွန်တော်တကယ်လက်တွေ့ဖြစ်နေကိစ္စပေါ့လေဆိုတော့နောက်ပိုင်းကျွန်တော်တို့ပြဿနာပေးနေစားတယ်ဆိုဒီဟာဒီ AI နာ AI မဟုတ်ဘူးလားဆိုရခွဲရကနေပြီးတော့နောက်ဆုံးဒီတကူကူအဆင်ပြေနေဆိုအရန်တွေစမှုဖြစ်နေဆိုလို့ရှိရင်ဒီဟာဒီကျွန်တော်တို့ဘယ်လိုခေါ်မလဲ AI နဲ့လောက်ထားတာဆိုတော့မိခံနဲ့အခိုင်အတန်းနဲ့ကျွန်တော်ဂျုံရိုင်း AI ရှိရပါလိမ့်ဆိုတော့တစ်ဖက်မှာကျွန်တော်တို့စဉ်းစားကြရှိရပေါ့ AI မရှိဘဲနဲ့တော့ကျွန်တော်တို့အနုပညာတွေကဆက်ပြီးရှိနေအောင်ပါပဲအနုပညာဆိုတာ AI မပေါ်ခင်ကြတဲ့မဟုတ်ကျွန်တော်အနည်းဆုံးပြောရှင်ကင်မရာတွေမပေါ်ခင်ကြတဲ့ကျွန်တော်အနုပညာဆိုရှိအခုထူတွေဇလန်းတွေကြပြားတွေကျွန်တော်ရှိကြပဲဆိုတော့အများကြီးကျွန်တော်တို့ခက်တွေကျွန်တော်တို့ evolve ဖြစ်ပြီးတော့ကျွန်တော်တက်လာကြပဲအဲ့တော့တစ်ဖက်စဉ်းစားစရာကကျွန်တော်ဒီအစားကကျွန်တော်မေးတော့မိကောနဲ့ဆက်ဆံမယ်ထင်ပါတယ်ဆိုတော့ဒီ AI တွေကအခုလက်ရှိမှာပေါ်လာကြတယ်ဆိုတော့ AI မပေါ်ခင်ကာလမှာကျွန်တော်တို့ဒီ Avenger ရုပ်ရှင်တွေဆိုရှင်ဒါ reality scene မဟုတ်ဘူးနေပြောရှင်တကယ်ဖြစ်နေတဲ့ scene မဟုတ် CGI နေကျွန်တော်သုံးထားရတယ်ဆိုတော့ AI တွေကိုရကျွန်တော်စမ်းပြီးတော့သုံးလို့မရဘူးဆိုတော့စမ်းပြီးတော့သုံးလို့မရလားဆိုရဲရှုတော့ကလည်းကျွန်တော်ရှိနိုင်ပါလိမ့်ဆိုတော့အစကပြောတော့ outside က video creation မှာကျွန်တော် AI သုံးတဲ့အခါမှာ idea ကအစဒီအတန်သွင်းတာအစုံနောက်ဆုံးပြောလို့ရှိရင် upload တင်တာတော့ AI နဲ့ automatically တင်လို့ရရင်တော့တင်ကျင်ကြတဲ့ဥစ္စာမျိုးပေါ့လေဆိုတော့တစ်ဖက်ကအဲ့ဟာဒီကျွန်တော်ဒီ social တွေရဲ့social media တွေရဲ့ဒီ monetization ကိုသုံးပြီးကျွန်တော်ပတ်စံရှာညီးတဲ့တကူပေါ့အဲ့တော့အဲ့ဟာနဲ့ကျွန်တော်လောက်လာကြတဲ့
ပြဿနာတွေလည်းအများကြီးရှိရပေါ့လေဆိုတော့အနုပညာဆိုတော့စဉ်းစားအစမှာပြောတော့F4 ဆိုရယ်ကျူးစာအထုံးမှုမပါဘဲနဲ့ကျွန်တော်ဖြစ်မလားအဲ့တော့အဓိကစဉ်းစားပြောရပေါ့ဒီဟာဒီ AI တွေမကောင်းကြောင်းတော့ကျွန်တော်ပြောသွားဆိုတော့တစ်ဖက်မှာကျွန်တော်စဉ်းစားပြောရ CGI တွေအစာ AI တွေရောသုံးလို့ရသေးလားပြီးလို့ရှိရင်ကျွန်တော် AI နဲ့ဒီ art နဲ့ကိုရောကျွန်တော်ပေါင်းစပ်လို့ရနိုင်သေးလားပေါ့လေဆိုတော့ကတိကျွန်တော်တွေးကြပါပေါ့အဲ့တော့အဲ့ဟာနဲ့ပတ်သက်ပြီးရောအမြင်ဘယ်လိုရှိကြလဲအခုဆွေးနွေးပြကြပါဦးဗျ ဟုတ်ကဲ့ဆိုတော့AI နဲ့လူပညာကိုပူးပေါင်းပြီးတော့တင်ဆက်ပြတာနိုင်ကြလားဆိုရင်တော့အရတာပေါ့ဒါတော့ဟိုကျွန်တော်တို့ဖန်တီးသူရဲ့စိတ်ကူးစိတ်ကံပေါ်မှာလည်းအများကြီးမူတည်မှာပေါ့လေနော်ဆိုတော့ AI ဆိုတဲ့အရာဒီအလားတကားချင်းတဲ့ပုံစံမျိုးဥပမာကျွန်တော်ဖန်တီးလိုက်တဲ့ဖန်တီးမှုတစ်ခုကို aesthetic ဆက်ဆံဖန်တီးနိုင်တဲ့ဆိုတာမျိုးပဲရှိကောင်းရှိနိုင်လိမ့်မယ်ဒါပေမဲ့တကယ်အနှစ်သာရအပြေအဝကိုတော့ဖန်တီးနိုင်မှုဆိုတာမရှိသေးဘူးပေါ့လေရှိနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ယူဆပါတယ်အဲ့တော့အနုပညာဆိုတဲ့အရာကကြတော့ကျွန်တော်တို့လူတွေရဲ့ရင်းနှီးနှလုံးထဲကနေပြီးတော့စီးဆင်းလာတဲ့အရာဖြစ်တယ်။စီးဆင်းလာတဲ့အနုပညာကိုဒီလိုမျိုးdigital platform တွေ AI တွေကိုအသုံးပြုပြီးတော့ပူးပေါင်းတင်ဆက်မှုဆိုတာဒီလေချင်းရည်စည်းကြောင်းအလိုက်ရှိလာတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီလေကျွန်တော်တို့ပေါင်းဆက်ပြီးတော့တင်ဆက်ပြတာလို့ရှိရင်လေကောင်းမွန်တဲ့လက်ရာတစ်ခုခက်လာနိုင်တယ်ဆိုတဲ့အပေါ်မှာတော့ကျွန်တော်တို့အနေနဲ့သုံးသပ်ကြည့်လို့ရတာပေါ့လေနော် AI ဆိုတဲ့အရာဒီအမှုပညာလက်ရာတွေမဖန်တီးနိုင်ဘူးမလောက်ဆောင်နိုင်ဘူးဆိုတဲ့အရာမျိုးထပ်ကိုအမှုပညာလက်ရာတစ်ခုကနေပေးလိုက်မဲ့ပေးစောနိုင်မှုတစ်ခုဥပမာခံစားမှု data တစ်ခုကိုပဲမဖန်တီးနိုင်ဘူးဆိုတဲ့အရာကိုကျွန်တော်အနေနဲ့ပြောချင်တာပေါ့လေနော်အဲ့ဒါကြောင့်မလို့တကယ်အစစ်အမှန် data အစစ်အမှန်အနှစ်သာရအစစ်အမှန်ဆိုရင်တော့ AI ကတော့မပေးနိုင်ဘူးဒါပေမဲ့ကျွန်တော် aesthetic ဆက်ဆံဖန်တီးခြင်းနဲ့ဖန်တီးမှုလက်ရာတွေကိုကျွန်တော်အမှုပညာလက်ရာများနဲ့အတူပူးပေါင်းပြီးတော့တင်ဆက်ပြတာမယ်ဆိုလို့ရှိရင်ကောင်းမွန်တဲ့တင်ဆက်ပြတာနိုင်တဲ့entertainment တစ်ခုအနေနဲ့ရှိနေလို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဆိုတော့ဒီအကြောင်းတွေကကျွန်တော်အများကြီးလေဆိုတော့ရှင်မှာလည်းအများကြီးနေလာခဲ့ကြပြီဆို AI ကလည်း social control ရှိနေတယ်moral မှာလည်းကျွန်တော် social media အကြောင်းတွေကျွန်တော်တွားခဲ့ကြပြီဆိုတော့နောက်ဆုံးအဆုံးသတ်အနေနဲ့ကျွန်တော်ကြားဘူးနေကြစကားတစ်ခုရရှိမှာပါအဲ့တော့အဲ့ဟာပါဆိုနိုင်ငံတကာနိုင်ငံတနိုင်ငံရဲ့တိုးတက်မှုကြီးအဲ့နိုင်ငံရဲ့ဒီအမှုပညာကြည့်ရတယ်ဆိုတဲ့စကားပေါ့ဆိုတော့အဲ့စကားတော်တော်များများကြားဘူးကြလိမ့်မယ်လို့ထင်တယ်အဲ့တော့အဲ့ဟာရဲ့ကျွန်တော်ဒီဆက်ပြီးတော့တွေးကြည့်နေကြပါလိမ့်ဆိုတော့အနေချုပ်အနေနဲ့ရောပေါ့ဒီလက်ရှိ moral အနုပညာတွေကကျွန်တော်ဒီလက်ရှိနိုင်ငံရဲ့ဒီလူတွေရဲ့ခံစားချက်တွေပြီးလူနေမှုဘဝတွေကိုရောတကယ်ရောထင်ဟပ်ပေးနိုင်ရဲ့လားပေါ့ပုံဖော်ပေးနိုင်ရဲ့လားနောက်ပြီးတော့ရှင်ဒီဘယ်လိုခေါ်မလဲဒီလက်တွေ့ဒီဟာပေါ်ကြည့်ပြီးကျွန်တော်အနုပညာစစ်လားမစစ်လားကျွန်တော်ခွဲရဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်အနုပညာတွေတကယ်စစ်မှန်နေရဲ့လားပေါ့လေဆိုတော့အဲ့ဟာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးကြပါဦးဗျဟုတ်ကဲ့ဗျဟုတ်ဆိုတော့ကျွန်တော်အမြင်ပြောရရင်ပေါ့နော်ဒါဒီတကယ်ပဲအရင်အနုပညာစစ်မှန်နေတာဆိုတော့ကျွန်တော်အမြင်မှာတော့ဒါမစစ်မှန်ဘူးပေါ့နော်လုံးလုံးကိုကညင်းပယ်ပိုင်းကိုရောက်မယ်ဗျဘာလို့ဆိုတော့ဒါ AI တခုနဲ့တင်တော့ပဲဒီအနုပညာတခုကိုစစ်မှန်အောင်လုပ်လို့မရဘူးပေါ့နော်ဒါပေမဲ့ AI ရဲ့အကူအညီနဲ့တော့ဒါအနုပညာတခုကိုစစ်မှန်အောင်ဒါလုပ်လို့ရတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီ AI ကိုအဓိကမသုံးဘဲပေါ့ဒါဥပမာဆိုရင်ဒီ background ပေါ့နော်ဒီနောက်ခံမှာဒါဒီနောက်ခံမှာဒီ AI ကိုပုံလို့ခိုင်းတာပေါ့နော်နောက်ခံပုံလေးပေါ့ဥပမာဒီစကားကြီးပဲဖြစ်ဖြစ်ဒါမှမဟုတ်လေဒီ poster တခုခုရဲ့နောက်ခံမှာပေါ့နော်ဒါ AI ကိုလုပ်ခိုင်းတာဖြစ်ခါဒါကိုလိုချင်တဲ့ပုံစံလေးနဲ့ကိုလိုချင်တဲ့ပုံစံလေးကိုလုပ်ခိုင်းတာကတော့ဒါပြောမှာဒါပို့ပြီးတော့ပေါ့နော်ကိုယ်စိတ်ညဖြစ်မယ်လို့ထင်တယ်ပေါ့အဲ့လိုမျိုးလေးပေါ့နော်ပြီးဥပမာဆိုရင်ကိုကဒီကွန်းနရိုက်တာပေါ့နော်ကွန်းနရိုက်တာဆိုရင်ဒီကိုကွန်းနိုင်ကိုပေါက်ဖို့တက်ကဒီစားကြည့်ပဲဆိုရင်တော့ဒါပေါက်ဖို့မလွယ်ဘူးဒါပေမဲ့ဒါ AI ရဲ့ poster ပေါ့နော် AI ကို poster ဆွဲလိုက်တာဖြစ်ဖြစ်ဒါမှမဟုတ်လေဒီကိုနဲ့လည်းစားနဲ့လိုက်မဲ့ပုံလေးတွေရှားပြီးတော့ဒါဗီဒီယိုတစ်ခုဖန်တီးတာဖြစ်ဖြစ်အဲ့ဆိုတော့ဒါကိုယ့်ရဲ့ကွန်းနိုင်ကပေါက်ဖို့ဒါပိုလဲလွယ်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတဲ့ကိုယ့်ရဲ့အမှုပညာကိုပေါ့နော်ဒါ AI ရဲ့အကူအညီနဲ့ဒါစစ်မှန်အောင်ဒါမှမဟုတ်လေဒါလူများသိအောင်ပေါ့နော်ဆိုတော့ဒီလိုလုပ်ပေးနိုင်မယ်လို့ထင်ပါဗျာဒါပေမဲ့ AI ကြီးပဲရောဒါအမှုပညာကိုစစ်မှန်အောင်လုပ်နိုင်လို့တော့ကျွန်တော်လည်းပြောချင်ပါဗျာဟုတ်ဆိုတော့ဒီအကြောင်းပေါ့လေဆိုတော့အနုပညာအစစ်မစစ်တော့ကျွန်တော်နောက်ဆုံးနေမယ်ဆောင်းသက်ကိုဒေချာဒီဒီအကြောင်းကိုအနီကုန်းချုပ်ကြပေါ့အဲ့တော့ဒီဆန္ဒဒူနေမှုဘွားကိုတကယ်ထင်ဟပ်ပေးနိုင်တဲ့အနုပညာတွေရောကျွန်တော်ပေါ်နေပြီလားပေါ့လေဒေချာတကူကကျွန်တော်ဒီအကြားထဲမှာကျွန်တော်ဖိနေမှုအများရုပ်ရှင်ကဏ္ဍမှာဆိုရှင်လည်းဒီ
ဆန္ဒကိစ္စရဲ့အများကြီးရှိပါလေကျွန်တော်တို့ဒီရုပ်ရှင်တစ်ခုလေ့လာခါကျတော့တစ်ခုတည်းရရှိအဲဆန်ဆိုင်ကြားတဲ့ကပဲကျွန်တော်ဒီလူနေမှုဘဝပုံဖော်ပြလို့ရတဲ့ဥစ္စာတွေကကျွန်တော်အရင်ဖော်ဖြစ်လို့ရုပ်ရှင်ကဏ္ဍမှာဆိုလို့ရှိရင်ဒီကိုကဒီဟာကြီးကိုဓာတ်ရိုက်ချပြဖို့ထက်စားလို့ရှိရင် the white တော်နေတယ်ကျွန်တော်ချပြလို့ရတဲ့လမ်းကြောင်းကြီးကျွန်တော်အများကြီးအဲ့ဟာကိုကျွန်တော်ပြနိုင်တယ်အဲ့ရုပ်ရှင်ကပို့ပြီးတန်မိုးရှိတယ်ပေါ့လေဆိုတော့ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးကျွန်တော်ဆက်ဆက်ပြီးဆွေးနွေးကြပါပေါ့အဲ့တော့နောက်ဆုံးဒီအချုပ်အနေနဲ့ဒီအနုပညာတွေတကယ်စစ်နေပြီလားပြောရှင်လူနေမှုဘဝတွေတကယ်ပုံဖော်ပေးနိုင်တဲ့ဒီရုပ်ရှင်တွေကျွန်တော်ရှိနေပြီလားဒါမှမဟုတ်တချင်းနေတယ်တခြားအနုပညာတွေမှာဒီကိုယ်နိုင်ငံရဲ့လူနေမှုဘဝပုံစံတွေထင်ပြသနိုင်တဲ့ဥစ္စာမျိုးရှိနေပြီလားပေါ့လေဆိုတော့အဲ့ဟာတွေကိုတစ်ချက်ဆွေးနွေးပေးကြပါဦးကိုလို့ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီစာပေနဲ့ရုပ်ရှင်ဆိုတဲ့အရာကတော့ကျွန်တော်လူနေမှုဘဝလူထုဘဝကိုအနည်းဆက်ဆုံးအနေနဲ့ဒါထင်ဟန်ပြသပေးနိုင်တဲ့အနုပညာနယ်ပယ်တစ်ခုလို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်စာပေပိုင်းမှာဆိုလို့ရှိရင်လေဒါစာရေးဆရာကြီးအများကြီးရှိကြလိမ့်မယ်ဆရာကြီးတိတ်ဖေမြင့်တို့ကနေစလို့ဒီဆရာစိန်လန်းတို့အစိုက်တပင်ပြီးလို့ရှိရင်ဆရာမင်းလို့ဒီကျွန်တော်မမလေးပေါ့နော်ခေတ်တစ်ခေတ်နဲ့တစ်ခေတ်ခေတ်အဆက်ဆက်ကိုစာပေအနုပညာရဲ့ဒီလက်ကမ်းပေးမှုကလည်းတစ်ဆက်နဲ့တစ်ဆက်ရှိလာခဲ့ပြီးတော့ဒီစာရေးဆရာကြီးတွေရေးသားခဲ့တဲ့ဒီဆောင်းပါးတွေဝတ္ထုတွေစာရေးတဲ့ဒီလိုမျိုးစာပေဟာဆိုလို့ရှိရင်ဒီမြန်မာလူထုရဲ့ကျွန်တော်ဆင်းရဲဒုက္ခလို့ဆိုမှာဒီလူနေမှုဘဝပုံစံနေပြီးလို့ရှိရင်ရိုးရာဓလေ့တွေပြီးရင်လူမှုရေးချမ်းမှာရှိကြတဲ့ဒါ conflict တွေပြိပခပုံစံမျိုးတွေပေါ့နော်ဒါမျိုးတွေကိုစာပေနဲ့အနည်းဆက်ဆုံးအကိုက်ညီမှုရှိအောင်ပုံဖော်ရေးသားပေးခဲ့ကြတာကိုတွေ့ရမှာဖြစ်တယ်။ရုပ်ရှင်ပိုင်းဆိုမှဆိုလို့ရှိရင်လည်းမြန်မာရုပ်ရှင် Q ပိုင်းမှာဆိုလို့ရှိရင်တော့များတော့ဖြစ်ဒီလူအဖွဲ့အစည်းရဲ့ပြဿနာပုံစံမျိုးတွေပြီးလို့ရှိရင်အချစ်အမုန်းအဆိုင်စမဲ့ဒီလိုမျိုးရတာပိုင်းဆိုင်ရာတွေလေရိုက်ကူခဲ့တာရှိပြီးတော့ဒီအမွေခံရွှေဘိုတို့ပြီးလို့ရှိရင်ဒီနာမည်ကြီးရုပ်ရှင်ကားတွေကတော့များစွာရှိနိုင်မယ်ပေါ့နော်ကျွန်တော်ဒေချာကြီး mention လုပ်ပေးဖို့ကတော့တိတ်မမှတ်မိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးတော့ကြော်ပြရစီအဲ့တော့ဒီလိုမျိုးအနုပညာရတာတွေကိုရုပ်ရှင်ဆိုတဲ့နေပယ်တစ်ခုမှာချပြထားတာတွေဒီလေတွေ့ရတယ်။များသောအားဖြင့်ရုပ်ရှင်ဆိုတဲ့နေရာမှာချပြတဲ့အခါမှာတော့ဒီလူနေမှုဘဝရဲ့အောက်ခြေလူရန်စားဘဝကနေစလို့အထက်တန်းဟွာအထိနှိုင်းယှဉ်ပြသပေးသွားတဲ့ဇာတ်ကားမျိုးတွေဒီလူလက်တန်းစားလူထုတစ်ခုရဲ့ရုန်းကန်ရမှုတွေဒီလိုမျိုးຢာတွေကိုပြည်ပြင်းအောင်လို့ဒီရုပ်ရှင်တစ်ခုအသွင်ဆောင်ပြီးတော့ဒါပြသနိုင်ခဲ့ရဆိုတာလည်းရှိခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ပြောချင်တာတော့ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒါအနုပညာရတာတစ်ခုကိုလူနေမှုဘဝအပေါ်မှာထင်ဟပ်မှုပြသနိုင်နေဆိုတာမျိုးတွေရှိရဆိုတဲ့အရာကိုကျွန်တော်အနေနဲ့ပြောချင်တာဖြစ်ပါတယ်ဟုတ်ဆိုတော့ဒီနေ့စနေသားကြအောင်ကကျွန်တော်အများကြီးပဲပေါ့လေကျွန်တော်ကြေပဲစနေသားကြရဲ့ AI နေထိပါကျွန်တော်ဒါရေးစနေကြပါလေအဲ့တော့ဒီလက်ရှိအနုပညာတွေကလည်းကျွန်တော်တစ်ဖက်မှာmodern ဖြစ်လာတဲ့အလျောက်ကျွန်တော်တို့ဒီ console တွေလည်းရှိလာတယ်လူမျိုးဘဝကိုလည်းကျွန်တော်ဖြတ်သန်းနေတဲ့ရုပ်ရှင်တွေလည်းတစ်ဖက်မှာရှိနေတယ်ပေါ့လေဆိုတော့ဒီအကြောင်းအနေနဲ့ကျွန်တော်အများကြီးအခြေတပိတ်အစီအစဉ်သွားကြဖြစ်ပါတယ်ဆိုတော့ဒီနေ့နားထောင်နိုင်ရတဲ့ဒီကိုလိုကိုလည်းဒီအကြောင်းအရာတစ်ခုခုဒါမှမဟုတ်ရင်ကျွန်တော်တို့မတူညီတဲ့ show တစ်ခုခုလည်းရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဒီကနေ့အားလုံး show ရဲ့ episode 2ကတော့ဒီမှာပဲအဆုံးသတ်မှာပဲဖြစ်ပါတယ်ဆိုတော့ဒီချိန်ထိကျွန်တော်အချိန်ပေးပြီးနားထောင်ပေးကြတဲ့သူတို့တရားချင်းစီတိုင်းကိုကျွန်တော်ရဲ့အားလုံး show ဒီကနေပြီးတော့အားလုံးကျေးဇူးတင်ရှိအပ်ပါတယ်ဆိုတော့ဒီနေ့ show ဒီမှာပဲရန်အောင်ခွင့်ဖြစ်ပါအားလုံးပဲဒါရောက်တော့နေ့လေးပတ်စံနေကြပါစေဗျ